လုံးပဲမင်္ဂလာပါဗျဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ new update ထွက်ပြီးနောက်ပိုင်းမှာကျွန်တော်တို့ defend ရတာရလုံးဝအဆင်မပြေတော့ဘူးဗျပွေးတိုင်းလိုလိုလေးအများကြီးရှုံးနေဗျကျွန်တော်ကိုယ်တိုင်တော့မှစဆိုတော့အရင်မရှုံးဘူးဗျဒါပေမဲ့နောက်ပိုင်းမှာတအားကိုရှုံးလာတယ်ဗျအဓိက defend ရတာလည်းလုံးဝအဆင်မပြေတော့ဘူးဗျဒီဟိုပတ်စင်းတွေအရင်ကြားလာတယ်ဗျအဲ့တော့ကျွန်တော်စောင့်နေကြ formation တွေကတိတ်ပြီးတော့ဒီ update နဲ့အဆင်မပြေတော့တော်ခံစားရလို့ဗျကျွန်တော် formation အပြင်နေစမ်းပြီးတော့လုပ်ထားတယ်ဗျအဓိကတော့ဝေကာနေဗျဒီဝေကာတွေကအခုနောက်ပိုင်းနည်းနည်းကျန်းလာနေတော့ခံစားရတယ်ဗျအဲကြောင့်မလို့ဒီတိုင်းလေးလုပ်ပြီးတော့ကျွန်တော်ညဆော့ကြည့်နေရတော့အဆင်ပြေနေဗျအဲကြောင့်မလို့ဒီ formation တွေကိုတင်ပေးလိုက်တာပါအဓိကကျွန်တော်ပြောချင်တဲ့အကြောင်းကြီးကကျွန်တော်တို့ဒီနေရာဗျကျွန်တော်တို့ဟို individual ကိုကျွန်တော်တို့ဘယ်လိုထားရမလဲဆိုလို့ရှိရင်ဒီမှာဗျကျွန်တော်ထားတယ်ကားလုံးကဟို attacking full ပဲဗျအဲ့လိုဒီကောင်အရှိကိုအရင်တက်နေဗျအဲကြောင့်မလို့ကျွန်တော်က defensive ထားတာတယ်ဒီ CB ကောင်နဲ့ defensive ထားတာတယ်ဗျကျွန်တော် visible ကိုတော့ဒီတိုင်းထားတာတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ပြပါမယ်အဲသုံးကောင်ကိုကျွန်တော် defensive ထားတာတယ်ဗျဘာလို့လဲဆိုကျွန်တော်ရဲ့ဒီ formation ကြောင့်မလို့ပဲဗျဒီ formation ကနည်းနည်း button တုံးအောင်တဲ့ဖြစ်တဲ့အတွက်နည်းနည်း button ကနည်းနည်း view ဆိုင်ပြီးဆော့ရပါဗျအဲကြောင့်မလို့ကျွန်တော်ကဒီ visible ရောဒီကားလုံးကလုံးဝအရှိတက်ပါဗျအဲကြောင့်မတက်အောင်လို့ဟိုက defensive ထားလိုက်တယ်ဗျအဲ့လိုကားလုံးရယ်ဒီကောင်ရယ်ပြီးလို့ရှိရင်ဗီတကုတ်ရယ်ကလောကတစ်ဖက်ပါပဲအဲ့လိုမျိုးကိုဝေးပဲပေါ့အဲ့လိုလေးအစီအပြင်ဗျာအရှိမတိုက်ဖိက9ယောက်ရှိပြီးသားဆိုတော့မလိုဘူးဗျာအဓိကဘတ်တန်းကိုလည်း view ဆိုင်ပြီးဆိုရင်တော့တကယ်အစီအပြင်နဲ့ formation တွေဗျာကျွန်တော်တို့ဒီဟာထားတဲ့နေရာမှာလေအဓိကပြောနေတာကို့မှာရှိတဲ့ player ပုံမှာမူတည်ပြီးတော့လိုက်ထားပါကျွန်တော်ထားတဲ့ဒီတိုင်း brother တို့ထားလို့မရဘူးတိလားဘာလို့လဲဆိုတော့ကျွန်တော်ကဒီနေရာမှာကားလုံးက attacking full back ဖြစ်နေတဲ့အတွက်ကားလုံးကိုထားတာဗျာတကယ်တော့ဗလာသားတို့တခြားပလီယာထားပါလို့သူရန်တို့ပါလို့လိုမျိုး defensive full back ဆိုရင်ဒီလိုမျိုးထားရမလို့ဗျာဒီလားအဲကြောင့်မလို့ဒါသူများရဲ့ထားသလိုမျိုးလိုက်မထားပါနဲ့အဓိကပြောနေတာအဲ့ဒါပဲဗျာကိုယ့်ရဲ့ပလီယာကိုယ့်မှာရှိတဲ့ကောင်ကဘယ်လိုမျိုးအသုံးဝင်နေဘယ်လိုမျိုး play စတာရှိနေဆိုတာအပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဒီဟာလေးကိုအဲ့လိုမျိုးဟိုကိုယ့်ရဲ့ပုံစံနဲ့ကိုက်ညီအောင်ထားပေးပါအဲ့ပါလေတကယ်အစီအပြေနဲ့ကစားဖို့ကိုရပါဗျာကျွန်တော်တို့ပလီယာရတယ်ပို့ပြီးအဲ့လိုမျိုးပဖုံးဘက်ထွက်ပါပေါ့ဟုတ်ကဲ့ဒီလေးဗီဒီယိုလေးကတော့ဒီတော့ပဲဗျကျွန်တော်အဲ့အားလေးလာရှင်းပြတာပါအားလုံးပဲအဆုံးထိကြည့်ပေးကြတော့ကျေးဇူးပါအားလုံးပဲတက်တာပါ